စွန်အမြန်လမ်းမကြီးရဲ့နဘေးစီတော့မိုင်နာကလူသူခင်းမဲ့ပြီးအမော်တူဖုံးလန်းရဲ့လမ်းမကြီးဘေးမှာတိုးလားဆိုရဲ့တစီဆိုင်ကြီးတစ်ဆိုင်ရှိပါတယ်။အရင်တော့ဒီတစီဆိုင်ကြီးကိုလူတွေသတိမထားမိပေမဲ့အခုနဲ့တော့ကပါတွဲမှာတစီကဲခဲတွေဖြစ်ပေါ်နေချိန်မို့ဒီဆိုင်ကြီးကတော့ညဘက်စဉ်စီတန်းစီရဲ့ကားတန်းကြီးနဲ့အမြဲတမ်းစီကားနေတတ်ပါတယ်။ဒီဆိုင်ကြီးကိုစီမံခန့်ခွဲနေတာကတော့စကားနဲ့ပြီးမြတ်ထားတဲ့နဲ့ဦးလေးကြီးဒီပါဆွဲသူပါပဲ။ဦးဒီပါကဒီလုံးမှာနှစ်ပေါင်းများစွာကြာပျော်ရွှင်စွာလောက်ကင်ခဲ့ပေမဲ့မထင်မှတ်ပဲဖြစ်ပေါ်လာတဲ့ကြောက်စရာဖြစ်ရကြီးတစ်ခုကြောင့်သူလေးဒီလောက်ကိုတော်တော်လေးစီကောင်းနေခဲ့ပါပြီ။ဒီလောက်ကနေသူထွက်လိုက်ဖို့စူးစမ်းလိုက်တိုင်းလေသူရဲ့တက်နဲ့ရှင်ပြီးကြောက်စရာကောင်းတဲ့ဖြစ်ပေါ်လာတာကြောင့်ဒီနေ့အထိကြက်ရလနဲ့ပဲဒီစီတိုင်းကြီးမှာဆက်နေရတာပါ။ဦးထိပါအရင်ကြောက်နေရတဲ့ကြောက်စရာဇလန်ရဲ့အစကတော့ဒီလိုမျိုးစတင်ခဲ့တာပါ။တညမှာတော့ထောက်ကျန်မျိုးတွေကတရံငါးဆွေးကောင်မလေးတယောက်သူ့ရဲ့ကားကိုစီနဲ့စီတန်းစီဖို့ရှောက်လာခဲ့တယ်။တကယ်တော့သူမအဲ့ဒီချိန်မှာအရေးကြီးကိစ္စတစ်ခုတည်းမြို့ထဲကိုအမြန်သွားဖို့ညသကောင်ချိန်မှာစိတ်တူဒေါသထွက်စားနဲ့ကားမောင်းလာခဲ့ရင်တိုးလားစီဆိုင်နောက်ကိုရောက်လာခဲ့ပါပြီ။ဒီချိန်မှာကံမကောင်းစွာနဲ့ပဲလမ်းမကြီးပေါ်မှာအရှင်ပြေမောင်းလာတဲ့ကားစီကသူမရဲ့ကားကိုကြော့တရင်အရှင်ထိန်နိုင်ပဲပြင်းထန်တိုက်မိသွားခဲ့ပါတယ်။ဒီမတော်စားမှုကြောင့်တန်ခါးတယောက်နေရာမှာတင်ပွဲချင်းပြီးဆုံးပါသွားခဲ့ရှာပါတော့တယ်။ဒိုင်မန်နဲ့သူမရဲ့ကူညီကခန္ဓာကိုယ်ထဲကနေထွက်လာတဲ့အခါသူမကားစီကိုဝိုင်းလာကြတဲ့စီတန်းစီသူတွေရဲ့လောဘကြီးရဲ့မျက်နှာတွေကိုမြင်ရပါတယ်။လူတွေဟာသူမရဲ့တိတ်ဆုံးမှုကိုဂရုမစိုက်ပဲစီရောက်မှုတွေပဲအရေးကြီးနေကြတာကိုမြင်ပြီးတန်ခါးရဲ့ဝိညာဉ်ဟာဒေါသနဲ့ညှိုးတွေပြည့်နေသွားခဲ့ပါတော့တယ်။ဒီလိုနဲ့နောက်ရက်တွေမှာတော့တိုးလားတက်စီဆိုင်မှာထူးဆန်းတဲ့ဖြစ်ဖြစ်တွေစတင်လာပါတော့တယ်။ည7 နာရီကျော်ပြီဆိုတော့တရံခါကကားနဲ့ခါကားရစီကိုလိုက်ပြီး6လမ်းပါတော့တယ်။သူမကကားမောက်ဖြည်းဖြည်းချင်းနာခောက်တက်တယ်။ကားမောနဲ့သူကလှည့်ကြည့်လိုက်တဲ့အခါကားမှန်ပေါ်မှာသေးဆက်တွေနဲ့မျက်နှာတစ်ခုမြင်နိုင်ရှာပြီးစီလီထေပါစီလီထေပါဆိုရဲ့တာဟာကားတွေကစပီကာတွေကနေတူတူလေးထွက်လာတတ်တယ်။ဒီလိုမျိုးကြုံရတဲ့ကားသမားတွေဟာကြောက်လန့်ပြီးကားကနေထွက်ပြေးကြတဲ့အခါတရံခါကကားတွေကစီကိုသူမရဲ့ဝင်းကြီးစမ်းနဲ့လိုလောက်ထုတ်သွားပါတော့တယ်။စီဆိုင်ရဲ့တာဝန်ခံဦးလေးကြီးဒီပါဟာဒီတရားမှတရံခါရဲ့၆လန့်မှုတွေကိုနေတိုင်းလိုကြုံနေရတာကြောင့်တညမှာတော့ဦးဒီပါကတရံခါကိုထောက်ဖို့ကြိုးစားကြည့်မယ်ဆိုပြီးတမီးလေးဒီလိုမလုပ်ပါနဲ့တော့လူတွေဒုက္ခရောက်ကုန်ပြီလို့ပြောလိုက်တဲ့အခါတရံခါကဦးဒီပါရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်။သူမရဲ့မျက်နှာကပြက်စီးနေပြီးခြေလက်တွေကမြေပေါ်မထီပဲလှမျောနေတယ်။သူတို့ကစီတက်နဲ့ကျမကိုတော့ဂရုစိုက်ပဲတော်သားခဲ့ကြတာ။အခုတော့ကျမလိုချင်တဲ့စီကိုကျမလိုချင်တော့ပြောင်းတော့မယ်လို့ပြောလိုက်ပြီးခြေလောင်စောအဟိလိုက်တဲ့အခါတက်စီဆိုင်ရင်တကူလုံးမိခေါင်းငွေတွေဖုံးလန်းသွားပါတော့တယ်။ဒီတော့မှဦးတီပါလဲကြောက်လန့်ပြီးဆိုင်ရဲ့ခန်းထဲကိုပြေးဝင်လိုက်ပေမဲ့အခန်းထဲကနေတရံခါရဲ့လက်ချောင်းလေးထွက်လာပြီးဦးတီပါရဲ့ပခုံးကိုဆွဲကင်ထားလိုက်ပါတော့တယ်။အဲ့ဒီချိန်ကစပြီးဦးတီပါဟာဒီတရံမလေးရဲ့လိုကြတိုင်းစီတိုင်းကိုစောင်းပြီးနေရတဲ့ကြီးကျွန်းတယောက်လိုဖြစ်သွားခဲ့ရတာပါ။ရက်တီကြလာတော့ဦးတီပါဟာတရံမလေးတဲ့ခါရဲ့ခိုင်းစီတယောက်လိုဖြစ်နေပါတော့တယ်။သူကညာတိုင်းတဲ့ခါရဲ့၆လန့်မှုကိုမကြည့်ရတော့ပဲတဲ့ခါကိုငိမ့်ရရရှောင်းပွေဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့တဲ့ခါကမကြည့်လို့ပဲဒီတိုးလားဆိုရဲ့စီဆိုင်မှာပဲဆက်လက်အခြေချနေခဲ့ရှင်အခုဆိုရင်တော့ဦးတီပါနဲ့တဲကောင်းနေရတော့ဟာစီတန်းစီရဲ့သူတွေကိုအမြဲတမ်းလို့အလဲကျ6လန့်နေကြပါပြီညာတိုင်းလို့စီတန်းစီရဲ့ကားတန်းကြီးတဲကကားစီးစီတိုင်းရဲ့မှန်ကိုတဲကားကလိုက်ခေါက်နေပြီးကျောင်းလန့်ကစီးပြေးကြတဲ့ကားသမားတွေဟာမနဲ့မိုးလေးတို့ပြန်လာကြည့်ရင်ကားကဘာမှဖြစ်ပေမဲ့စီကားတော့မရှိတော့ပဲပျောက်ဆုံးနေတတ်ပါတယ်နောက်ထပ်စီလာထဲတဲ့လူတွေရောက်လာတိုင်းနဲ့တဲကသူမရဲ့အေးဆက်လက်တွေနဲ့ကောင်းမှန်ကိုခောက်ပြီး6လန့်ဖို့အတွက်ရန်ကုန်မြို့စွန်စီယိုးမိုင်နာကအမြန်လမ်းမကြီးပေါ်မှာစောင့်ကြနေတတ်ပါတယ်။တခါတရံစီထဲကိုတန်းစီနေကြတဲ့သူတွေဆိုရင်ဒီမှာစီရတယ်ဒါပေမဲ့အသက်တော်ပေးသွားရမယ်ဆိုတဲ့အသက်ဟာဘယ်ကနေပြောနေမှမသိပဲလေထဲကနေပြက်လည်လာတတ်ပါတယ်။
ဒီလိုမျိုးချောချာချာဖြစ်ကြီးနဲ့ကြုံနေရဟိုင်မလဲ73စီခက်ခဲကြောင့်ထိုးလာတဲ့စီဆိုင်ရာဒီနေ့အထိတန်းဟာညဘက်ဆိုရင်စီတန်းစုသေးနဲ့စီကားနေပြီးဒီခါရဲ့ချုပ်လက်မှုကလည်းအခုတိုင်အဆုံးတန်သွားသေးပဲကြောက်စရာကောင်းဆက်လက်ရှိနေပါတယ်။ဒါကြောင့်မလို့ချင်းဟိုင်းမိစေတို့အနေနဲ့လည်းအကေရီများညဘက်စီထက်ဖို့လိုအပ်ခဲ့ရင်တိုးလာစီတန်းကိုသွားတဲ့အခါမကျွန်းလို့ပဲချုံးလန့်နေပြီးဓာတ်စရီလိုက်ကိုနေရဲ့တရင်မာတွေတန်းခါကိုတိတ်ခဲ့ရင်နှုတ်ဆက်ပြီးအနံ့လေးပေးလိုက်ပါအောင်နော်